ချမ်းသာတဲ့မိခဲတယောက်ကဆင်းရဲတဲ့မိန်းကလေးမိကွန်းတယောက်ကိုပတ်စံတွေဖုံးကွယ်ထည့်ထားတဲ့အဝတ်ဟောင်းတွေပေးလိုက်တယ်မိကွန်းကအဝတ်ထဲမှာပတ်စံတွေတွေ့သွားတော့အံ့ဩသွားပြီးဒါတွေကျမယူထားလို့ရလားလို့မေးလိုက်တယ်မိခဲကယူထားလိုက်ပါဒါတွေကအမေပေးထားတဲ့အဝတ်ဟောင်းတွေပဲငါလည်းမကြိုက်ဘူးလို့အလွယ်တကူပြန်ဖြေလိုက်တယ်သူမကအဝတ်ထဲမှာပတ်စံတွေဖွက်ထားတာကိုမသိခဲ့ဘူးမိကွန်းလေးကအဝတ်တွေကိုယူပြီးထွက်သွားတယ်နောက်မှပတ်စံများကြီးကိုမြင်တော့အလွန်ဝမ်းသာသွားတယ်တစ်ဖက်မှာတော့မိခဲရဲ့အမေကသမီးမေပေးထားတဲ့အဝတ်တွေပဲမှာလဲလို့မေးတယ်မိခဲကရုပ်ဆိုးပြီးမနှလို့အပြင်ကဆင်းရဲတဲ့ကောင်မလေးတယောက်ကိုပေးလိုက်ပြီလို့ပြန်ဖြေတယ်အဲ့ဒီစကားကြတော့အမေကထိတ်လန့်သွားပြီးသမီးဘာလုပ်လိုက်တာလဲလို့ပြောရင်အပြင်ကိုအမြန်ထွက်ရှာရဲရှာဖွေပြီးနောက်သူဆင်းရဲမလေးမိကွန်းကိုတွေ့တော့ခဏလေးသမီးလို့ခေါ်လိုက်တယ်ထို့နောက်အဲ့ဒီအဝတ်ထဲမှာအမေကသမီးတွေပတ်စံတွေဖွက်ထားခဲ့တာသမီးကမှားပြီးပေးလိုက်တာပတ်စံတွေပြန်ပေးနိုင်မလားအဝတ်တွေတော့ယူထားပါလို့ပြောတယ်ပြန်ပေးရင်စုချင်းငွေတောင်ပေးမယ်လို့ပြောပေမဲ့မိကွန်းကညင်းပြီးပတ်စံအားလုံးကိုရိုးသားစွာပြန်ပေးလိုက်တယ်အမေကြီးကအံ့ဩသွားပြီးဒီကလေးမကဘလို့လူမျိုးပါလိလို့တွေးမိတယ်မိကွန်းထွက်သွားတာကိုအမေကြီးကနောက်ကလိုက်ကြည့်တယ်အဲ့ဒီအချိန်မှာပါတီတစ်ခုမှာစားစရာတောင်းနေတာကိုတွေ့ရတယ်လူတွေကမပေးဘဲကျန်တဲ့အစားအစာတွေကိုအမိုက်ပုံးနဲ့ပြစ်ချလိုက်ကြတယ်မိကွန်းကမိုက်ပုံးတွေကအစားအစာကိုကောက်ယူစားမဲ့အချိန်အမေကြီးကတားလိုက်တယ်သမီးကထူဆန်းလိုက်တာပတ်စံများကြီးကိုပြန်ပေးပြီးအခုတော့အမိုက်ပုံးတွေကအစားအစာကိုရှာစားနေရတယ်လို့ပြောတယ်မိကွန်းကကျမအန်တီသမီးကိုပြောင်းလဲပေးနိုင်တယ်လို့ပြန်ဖြေတယ်ဘယ်လိုလဲလို့မေးတော့သူမကအစီအစဉ်တစ်ခုကိုတိုးတိုးလေးပြောပြလိုက်တယ်မကြခင်မိခဲစီဖုန်းဝင်လာတယ်ဒီကိုလာခဲ့ပါပတ်စံအများကြီးရမယ်ဒါပေမဲ့အခြေအနေတစ်ခုကိုလက်ခံရမယ်ဆိုတော့သူမအမြန်ရောက်လာတော့မိကွန်းကိုတွေ့ရတယ်မိကွန်းကမင်းအမေဖွက်ထားတဲ့ပတ်စံတွေငါယူထားတယ်ပြန်လို့ချင်းငါပြောတဲ့အခြေအနေကိုလက်ခံရမယ်လို့ပြောတယ်မိခဲကမြန်မြန်ပြောပါလို့စိတ်လှရှားစွာပြောတယ်မိကွန်းကအဝတ်ဟောင်းစုပ်တွေပဲဝတ်ပြီးသူနဲ့လိုက်လာဖို့ပြောတယ်မိခဲကသဘောတူပြီးလိုက်သွားတယ်လမ်းမှာသွားရင်တင်းချိုင်းတစ်ခုရှေ့ရောက်တော့အမေတက်ပုံပါတဲ့အုပ်ကူကိုမြင်လိုက်ရတယ်ဒါပါလေအမေပုံကဘာလို့ဒီမှာရှိနေတာလဲလို့တုံ့လို့စွာမေးတယ်မိကွန်းကမင်းအမေဆုံးသွားပြီးဒီမှာတင်းချိုထားတာလို့ပြောလိုက်တယ်မိခဲကအုပ်ကူကိုဖတ်ပြီးငိုကြွေးရင်အမေကိုတတိယလာတယ်ရုတ်တရက်သူမရဲ့ပခုံးပေါ်ကိုလက်တစ်ဖက်လာတင်နေလဲကြည့်လိုက်တော့အမေဖြစ်နေတယ်သမီးရေအမေမတည်သေးပါဘူးသမီးကိုသင်ခန်းစာပေးခြင်းလို့ဒီလိုလုပ်ခဲ့တာလို့ပြောလိုက်တယ်မိခဲကအမေကိုဖတ်ပြီးအမေဒီနေ့ကစပြီးသမီးပတ်စံမတောင်းတော့ဘူးနော်အမေကိုပဲတန်ဖိုးထားတော့မယ်လို့ပြောတယ်နောက်ဆုံးမှာသူတို့နဲ့ယောက်ကမိကွန်းကိုမိသားစုဝင်အဖြစ်လက်ခံလိုက်ကြတယ်အမေကြီးကဒီနေ့ကစပြီးသမီးလည်းအမေရဲ့သမီးပဲသမီးကအမေသမီးရဲ့ဘဝကိုပြောင်းလဲပေးခဲ့တယ်လို့ပြောလိုက်တယ်ဒီဇလန်ထဲမှာစင်းရဲမလေးလုပ်ခဲ့တာမှန်တယ်လို့ထင်ပါသလားတင့်မြင်တွေကိုခမက်မှာမျှဝေပေးခဲ့ကြပါဦး